လာတာ120တာချပေးတဲ့အဲ့ဒီတရိကောင်းတစ်ခုကအမေရိကန်နိုင်ငံခြားမူဝါဒတွေပြည်သူတွေဖက်ကိုတရားမှတရားတည်တဲ့မူဝါဒဖြစ်တယ်ဆိုတာကိုလည်းဒါတက်တဲ့အထောက်အထားအခိုင်လုံနဲ့ကျွန်တော်တွေ့ရဒါပေမဲ့ဘလောက်ပဲမူဝါဒကောင်းကောင်းဘလောက်ပဲမူဝါဒဒီကကျွန်တော်ဖက်ကိုရတည်နေစေကမို့ဆိုပါစို့ပြည်သူတွေကကူညီတဲ့နော်ဒီဒေါ်လာကြီးဖန်ဒီအတွက်တောင်မှကျွန်တော်မှာဖုလိမီတာမှမပြနိုင်တော့အမေရိကန်အစိုးရရဲ့ငွေကိုကျွန်တော်ကဖုလိမီတာမှဘယ်လိုပြမလဲအဲ့ဒါကတော့ကျွန်တော်တို့မနဲ့အေးရထားတိုင်းမှာမေးခွန်းမေးရမယ်နော်ဒေါ်လာရဲ့ကောက်ဆောင်ဒီအားလို့ပေါ့နော်ဒေါ်လာအဖို့စစ်အားလို့ပေါ့ဒီပြည်သူလူထုအပေါ်မှာတောင်မှသူတို့ကူညီခဲ့တဲ့ပတ်စာတွေအတွက်ကိုတာဝန်ခံမှုတောင်းယူမှုနဲ့ဖုလိမီတာမှုမပေးနိုင်အမေရိကန်အစိုးရလိုအစိုးရမျိုးမှာကျွန်တော်တို့ကဘလို့နဲ့ဖုလိမီတာမှုကိုပြရမလဲtransparency and accountability ကိုပြရမလဲအဲ့ဒီပြဖို့အဲ့လိုမျိုး treaty ကိုမဆိုင်ပဲနဲ့ဒါကတောင်းဝရှိတဲ့ကျွန်တော်အဖွဲ့အစည်းတွေမြန်မာပြည်မှာဆိုတော့အခုကဒီမေပူကိုကြည့်မယ်ဆိုရင်ပေါ့နော်တို့ပြောနေတယ်ဒီမြန်မာနိုင်ငံမှာဘသူကမြန်မာနိုင်ငံကိုထိချုံနေတယ်လဲအဲ့ဒါကိုစုကြည့်ဖို့လိုတယ်မြန်မာနိုင်ငံကိုထိချုံနေတယ်လို့ပြောတဲ့အခါမှာဒီနယ်မြေထိချုံရေးကိုကြည့်မယ်ဆိုရင်တော့20ရာခိုင်နှုန်းကျော်ပဲစစ်ကောင်စီကထိချုံတယ်ကြားတဲ့90ရာခိုင်နှုန်းနိပါတော့ဒေါ်လာရေးအရာစုတွေကထိချုံတယ်ဆိုတော့အဲ့ဒီ90နိပါထိချုံထားတဲ့ဒေါ်လာရေးအရာစုတွေပေါ်မှာလဲဒီအကူအညီတွေရောက်ဖို့ကတာဝန်ရှိတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်တော့ဘယ်တော့မှအမေရိကကနေပြီးမှစစ်ကောင်စီမှတစ်စစ်ပေါ့နော်အဲ့ဒီဂျာနေသေးတဲ့85ရာခိုင်နှုန်းမထိချုံတဲ့နေမျိုးကိုလာပေးမှာမဟုတ်ဘူးဒါတေချာတယ်လက်တွေ့စစ်စားဖို့ကတော့ဒီ85ရာခိုင်နှုန်းထိချုံနေမိမှာအမေရိကဖက်ကအကူအညီတွေရောက်ဖို့ဆိုတာကတော့ဘယ်သူမှတာဝန်ရှိတယ်လဲအဲ့ဒီ90ရာခိုင်နှုန်းကိုထိချုံနေတဲ့အဖွဲ့အစည်းတိုက်မှာတာဝန်ရှိတယ်အဲ့ဒီ90ရာခိုင်နှုန်းကိုနေမိကိုထိချုံနေတဲ့နေရာမှာအမေရိကဆိုရဒေါ်လာ120တာဝီဖို့ဆိုတာကတော့အဲ့ဒီ95ရာခိုင်နှုန်းကိုထိချုံနေတဲ့အဖွဲ့အစည်းအားလုံးတိုက်မှာတာဝန်ရှိတယ်အဲ့ဒီအဖွဲ့အစည်းအားလုံးကအတူတကွမလာဘဲနဲ့တော့လုံးဝကိုဒီဥစ္စာလက်တွေ့ဘယ်တော့မှစာမှာမဟုတ်လက်တွေ့လက်ကောက်ထဲပို့လို့ရမှာမဟုတ်ပြောတာကတော့9နှစ်ကျွန်တော်ပြောပြီနော်ဒီဟိုဘက်ကဥမာဆိုပါဆိုဖွဲ့စည်းဖို့အကြောင်းတွေ9နှစ်ပြောပြီဒီဘက်ကနိုင်ငံအကြောင်းတွေအများကြီးပြောပြီဒါပေမဲ့လည်းအဓိကတော့ priority ကပါလဲကျွန်တော်ဘာလုပ်တယ်လဲ action ကပါလဲ result ကပါလဲအဲ့ဒီ result နဲ့ action ထွက်နိုင်ဖို့ကကျွန်တော်မှာ plan ရှိဖို့လို့လဲ action plan ပေါ့နော် operational plan ရှိဖို့လို့လဲအဲ့ဒီ operational plan မရှိဘဲနဲ့ကိုကတော့ဘယ်နိုင်ငံဘယ်အစိုးရမှကူညီမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်မှာအမေရိကန်ဆိုရမှာတာဝန်ရှိတယ်လို့အမေရိကန်ထွက်တော်မှာတာဝန်သူတို့ဖက်မှာသူတို့တာဝန်ကတော့တစ်ဖက်ကဆိုတော့လုံးပြီးပြီပေါ့နော်သူတို့က budget ချပေးပြီအဲ့ဒီ budget ကိုကျွန်တော်ဟာ account ထဲပို့ဆိုတာကတော့အဲ့ဒီ85ရာခိုင်နှုန်းနယ်မြေကိုထိချုံနေတဲ့အဖွဲ့အစည်းအားလုံးကကျွန်တော်မှာစီလုံးညီညွတ်မှုကိုပြပါလိမ့်မယ်